စာရဖရဲ့အလိုရှိစရင်ဝင်မြေအောက်တော်လန်ရေးသမားကိုဖမ်းတဲ့အခါနီလန်၃ခုကိုအသုံးပြုပါတယ်။တစ်ခုကတော့သတင်းရပြီးတွေ့တာမြင်တာနဲ့ချက်ချင်းဖမ်းဆီးတာနောက်တစ်ခုကတော့မျက်ခြေမပြတ်အောင်အချိန်ယူစောင့်ကြည့်ပြီးကြံရှိနေတဲ့အပေါင်းအပါတွေကိုရောအစုလိုက်အပြုံလိုက်ဖမ်းဆီးတာနောက်ဆုံးတစ်ခုကတော့မိသားစုဝင်တွေကိုချုပ်နှောင်ပြီးအကြက်ကင်ဖမ်းဆီးတာပဲဖြစ်ပါတယ်။တော်လန်ရေးသမားတွေကိုစစ်ထောက်လန်ရေးတွေဖမ်းမိတဲ့အခါပထမဆုံးလက်နက်ရှိမရှိအရင်စစ်ဆေးကြပါတယ်။ပြီးရင်တော့လက်နောက်ပြန်ကျိုးတုပ်တဲ့မျက်လုံးကိုအဝတ်နဲ့စီးပြီးစစ်ကြောရေးကိုဖမ်းခေါ်သွားပါတော့တယ်။စစ်ကြောရေးရောက်တဲ့အခါ9ပေပတ်လည်လောက်ပဲရှိတဲ့အလုံးပိတ်တိုက်ခန်းထဲကိုထည့်ထားပြီးဒူးထောက်ခိုင်းထားပါတယ်။စောင့်ကြည့်ကင်မရာနဲ့24နာရီပတ်လုံးစောင့်ကြည့်နေမှာဖြစ်ပါတယ်။ထို့နောက်စစ်ကြောမင်းမြန်းသူကနီလန်ပေါင်းစုံနဲ့ရက်ဆက်ပြီးအကြမ်းဖက်တဲ့စစ်ဆေးမှုတွေကိုလုပ်ပါတယ်။ဒါတွေပြင်စစ်ကြောရေးမှာလူတက်လို့လည်းရပါတယ်။အဆိုးဆုံးကတော့လက်နက်မှုတွေဖောက်ခွဲမှုတွေလုပ်ကြံတက်ဖြတ်မှုတွေကြောင့်ဖမ်းဆီးရမိသူတွေနဲ့စစ်တင်နှန်းစင်းတွေကိုကိစ္စတုံးပစ်တာများပါတယ်။တနည်းပြောရရင်တော့လူအခွင့်အရေးကင်းမဲ့ဆုံးကြီးဖြစ်ပါတယ်။စစ်ကြောရေးမှာဘာအာမခံချက်မှမရှိတဲ့အပြင်ဘာဆက်ဖြစ်မယ်ဆိုတာလဲကိုယ်တိုင်တောင်တွေးနိုင်မှာမဟုတ်ပါဘူး။အခုလိုမျိုးသတင်းအချက်လက်တွေနဲ့ပတ်သက်လို့စိတ်ဝင်စားရင်ဖော်လို့လုပ်ခဲ့ကြပါဦးနော်။